အားလုံးပဲမင်္ဂလာပါရှင် Audio Library ပိုင်း Emotional Channel လေးကနေပြန်လည်ပြီးတော့ကြည့်ဆိုလိုက်ပါတယ်ဒီနေ့9လပိုင်း10ရက်နေ့လေးမှာအမတ်တရားအနေနဲ့ဖတ်ပြပေးခြင်းတဲ့ဆောင်းပါးလေးကတော့စာရေးဆရာမညာနာရှိတာမျှဝေထားတဲ့အနားမှာရှိရတဲ့အခါမျိုးမှာအေဂျင့်စီတဲ့သူမျိုးကိုသာရွေးချယ်ပါဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ရှင်သဘောကျနှစ်သက်မိတဲ့ဆောင်းပါးလေးတစ်ပုဒ်ပဲမို့နားထောင်ဖြစ်တဲ့သူလေးလည်းနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဆောင်းပါးလေးကိုစပြီးတော့ဖတ်ပြပေးပါမယ်ရှင်ဆောင်းပါးလေးရဲ့အစမှာ relationship လေးတစ်ခုရဲ့အဆုံးသတ်မှာတကယ်အရေးကြီးတာကကိုဟာဘလို့လူမျိုးနဲ့အတူရှိရရင်အေးချမ်းချမ်းလေးရှိနေရတယ်ဆိုတာပဲဖြစ်ပါတယ်တဲ့လူငယ်ဘဝမှာတော့လူတစ်ယောက်ကိုရွေးချယ်ကြတဲ့အခါအများကြီးကြည်တတ်ကြပါတယ်သူဘလောက်လှလဲဘလောက်ချမ်းသာလဲဘလောက်ထိပညာတတ်လဲဘလောက်ထိအောင်မြင်လဲလူတွေချားမှာရောဘလောက်ထိထင်ရှားလဲစတာတွေကိုအရေးကြီးတယ်လို့ထင်တတ်ကြပါတယ်ဒါတွေကမလိုအပ်ဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူးလိုအပ်ပါတယ်လူတစ်ယောက်မှာအရေးချင်းရှိတာရည်မှန်းချက်ရှိတာကိုယ့်ရဲ့ဘဝကိုတည်ဆောက်နိုင်တာတွေကတကယ်ကိုတန်ဖိုးရှိလာပါတယ်ဒါပေမဲ့လည်းဘဝကိုတကယ်ဖြတ်တန်းကြည့်လာတဲ့အခါအရေးကြီးဆုံးဆိုတာတွေကအဲ့ဒီအရာတွေမဟုတ်ပြန်တော့ပါဘူးတကယ်အဆုံးသတ်မှအရေးကြီးတာကကိုသူနဲ့အတူရှိနေရရင်ကိုယ့်ရဲ့စိတ်ကလေးအေးချမ်းရလားဆိုတာပဲဖြစ်ပါတယ်တဲ့သူ့နာမှာကိုဟာအမြဲတမ်းရှင်းပြနေရတာမျိုးလားသူ့ရဲ့စိတ်အခြေအနေကိုခံမှန်းပြီးသတိထားနေရတာမျိုးလားကိုပြောလိုက်တဲ့စကားလုံးတိုင်းကိုမှားတော်မလားဆိုပြီးစိုးရိမ်နေရတာမျိုးလားဒါမှမဟုတ်သူနဲ့အတူရှိရရင်ကိုယ့်ရဲ့ရင်ထဲမှာနှွေးထွေးပြီးပေါ့ပါသွားတယ်လို့ခံစားနေရတာမျိုးလားဆက်ဆံရေးတစ်ခုမှချစ်တာတစ်ခုတည်းနဲ့လည်းမလုံလောက်ပါဘူးတဲ့တယောက်နဲ့တယောက်သိချစ်ကြပေမဲ့စိတ်ပင်ပန်းစေတဲ့ဆက်ဆံရေးတွေလည်းအများကြီးရှိပါတယ်ချစ်တယ်ဆိုပြီးထိန်ချုပ်တာစိုးရိမ်နေဆိုပြီးတန်တရားဝင်တာဂရုစိုက်တယ်ဆိုပြီးကိုယ့်ရဲ့လွတ်လပ်ခွင့်တွေကိုတဖြည်းဖြည်းပိတ်ပင်ပစ်တာတွေဟာချစ်ချင်းမဟုတ်ဘဲစိတ်ဖိစီးမှုတွေသာဖြစ်ပါတယ်တဲ့အေဂျင့်နဲ့ဆက်ဆံရေးဆိုတာမှလည်းပြဿနာလုံးဝမရှိတဲ့ဆက်ဆံရေးမျိုးကိုဆိုလိုတာမဟုတ်ပါဘူးတဲ့လူနှစ်ယောက်ဖြစ်နေတဲ့အတွက်သဘောထားကွဲလေတာမတူညီတာနားလည်မှုလွဲတာတွေကတော့တေချာပေါက်ကိုရှိနေမှာပါပဲဒါပေမဲ့အရေးကြီးတာကပြဿနာဖြစ်ကြတဲ့အခါတယောက်ကိုတယောက်အနိုင်ယူဖို့ကြိုးစားကြသလားနားလည်ဖို့ပဲကြိုးစားကြသလားဆိုတာလေးပါဒါဆိုဘသူနဲ့ဆိုရင်အေးချမ်းချမ်းလေးနေနိုင်လဲဆိုတာကိုရောကျွန်တော်တို့တွေဘယ်လိုသိနိုင်မလဲဒါလေးကတော့အရန်ကိုယူရှင်းပါတယ်တဲ့သူ့အနာမှာကိုဟာဟန်ဆောင်နေရတယ်လို့မခံစားရဘူးသူနဲ့စကားပြောပြီးတိုင်းလဲကိုယ့်ရဲ့စိတ်ထဲမှာတတ်တာရရတယ်။သူနဲ့တွေ့ပြီးတိုင်းလဲကိုယ့်ရဲ့တန်ဖိုးကိုတန်တရားဝင်လာတာမျိုးမဟုတ်ဘဲနဲ့ကိုပြန်ပြီးတော့လေးစားတတ်လာတယ်။သူ့ရဲ့အနာမှာကိုဟာကိုယ့်ရဲ့ပုံစံလေးအတိုင်းလဲနေလို့ရတယ်။အဲ့လိုလေးတွေသာအစင်မှန်ခံစားရတယ်ဆိုရင်အဲ့ဒါဟာအေဂျင့်မှုပါပဲတဲ့။လူတိုင်းကြုံမှုကြတာလေးရှိပါလိမ့်မယ်။တချို့လူတွေကိုယ့်ရဲ့ဘဝတွေကိုဝင်လာတဲ့အခါအစပိုင်းမှာအယမ်းစိတ်လှုပ်ရှားစေတတ်ပါတယ်။စကလုံးတွေကလည်းလှတယ်အပြုတ်မှုတွေကလည်းချိုတယ်အရာရာဟာရုပ်ရှင်တွေကလိုပဲဖြစ်နေတတ်ပါတယ်ဒါပေမဲ့အချိန်ကြီးကြာလာတဲ့အခါသူ့ရဲ့အနာမှာကိုပို့ပြီးတော့မုန်းလာတယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကပို့ပြီးတော့ပင်ပန်းလာတယ်ဆိုရင်ကိုဟာကိုယ့်ရဲ့ဘဝကိုမပျော်တော့ဘူးဆိုရင်အဲ့ဒီဆက်ဆံရေးကိုပြန်စဉ်းစားဖို့လိုအပ်နေပါပြီတဲ့စိတ်လှုပ်ရှားမှုနဲ့စိတ်ငြိမ်းချမ်းမှုဒီနှစ်ခုဟာလည်းမတူညီပါဘူးစိတ်လှုပ်ရှားမှုဆိုတာကခဏတာမီးပွားလေးလိုတောက်လောင်တတ်ပါတယ်။စိတ်ငြိမ်းချမ်းမှုဆိုတာကတော့မီးအိမ်လေးလိုတိတ်တိတ်လေးအလင်းပေးတတ်ပါတယ်။ဘဝဆိုတာမီးပွားကိုတစ်သက်လုံးလိုက်ဖန်နေရတဲ့ခရီးမဟုတ်ပါဘူး။တခါတလေမီးအိမ်လေးတစ်လုံးရဲ့အလင်းရောင်လေးနဲ့ပဲရေရှည်လျှောက်လန်းရတာမျိုးပါ။အေဂျင့်နဲ့လူတစ်ယောက်နဲ့နေရတာဟာအံ့ဩစရာကောင်းလောက်အောင်ကိုရိုးရှင်းပါတယ်တဲ့။မဖြစ်နိုင်တဲ့အရာတွေကိုသူမတောင်းဆိုဘူး။ကိုယ့်ရဲ့စိတ်ကိုအမြဲစမ်းသပ်မနေဘူးသူ့ရဲ့အနာမှာရှိနေရတဲ့အခါကိုဟာဖိအားပေးခံနေရတယ်လို့မခံစားရဘူးတယောက်နဲ့တယောက်မတူတာတွေရှိနေပေမဲ့ကိုယ့်ကိုယ်သူတန်ဖိုးထားတယ်ဒါကြောင့်လူတယောက်ကိုရွေးချယ်တဲ့အခါမျိုးမှာကိုယ့်ရဲ့နှလုံးသားကိုလည်းကြည်ပါကိုယ့်ရဲ့စိတ်အေးချမ်းမှုလေးကိုလည်းကြည်ပါချစ်လို့ဆိုပြီးအမြဲစိတ်ဆင်းရဲခံနေရတဲ့ဆက်ဆံရေးမျိုးတွေမှာကိုယ့်ရဲ့ဘဝကိုမပိတ်မိပါစေနဲ့အဆုံးသတ်မှာလူတွေကကိုဘလောက်ချီးကျူးခဲ့လဲဆိုတာထက်ကိုဘသူနဲ့နေရရင်စိတ်အေးချမ်းခဲ့လဲဆိုတာက
ပို့ပြီးတော့အရေးကြီးနေတတ်ပါတယ်။ဘသူကကိုယ့်ကိုပိုချစ်ချောင်းပြောခဲ့လဲဆိုတာထက်ဘသူကကိုယ့်ရဲ့စိတ်ကိုပို့ပြီးတော့လုံခြုံစေခဲ့တယ်လဲဆိုတာကပို့ပြီးတော့အဓိပ္ပာယ်ရှိလာတတ်ပါတယ်။ဘဝကတူတောင်းလွန်ပါတယ်။ဒီလိုတူတောင်းလွန်တဲ့ဘဝတွေမှာကိုယ့်ရဲ့စိတ်ကလေးကိုအမြဲစုညံစေတဲ့သူတွေနဲ့အချိန်တွေကုန်ဆုံးနေဖို့ဆိုတာမတန်လုံးပါဘူး။ကိုနားလဲပေးတဲ့ကိုယ့်ရဲ့တန်ဖိုးကိုလေးစားတဲ့ကို့အနာမှာငြိမ်းချမ်းမှုတစုံတရာပေးနိုင်တဲ့သူတွေကိုသာရွေးချယ်တတ်ဖို့လိုအပ်ပါတယ်ဆိုပြီးဆီယမရဲ့ဆောင်ပါလေးကိုဒီညလေးမှာပဲအဆုံးသတ်ထားပါတယ်ရှင်။ဆီယမရေးသားနေတဲ့အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆီယမရဲ့ Facebook page ဖြစ်တဲ့ညာနာဆိုတဲ့ page လေးမှာတွားရောက်ဖတ်ရှုလို့ရတယ်လို့ဆီယမရေးသားထုတ်ဝေထားတဲ့စာအုပ်တွေကိုလည်းဝယ်ယူအားပေးဖတ်ရှုလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့ဒီနားထောင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလေးတွေဖတ်ပြနိုင်အောင်လည်းကြိုးစားပါအောင်မယ်ရှင်။